9 ဒသမ95စာကတော့မိုက်ထောစား3တလီ3 3နလီ6 3နာရီချာ တစ်ကြံဒသမထိုး6ချနော်6ချဆို3 6လီ18 18တစ်ကြံတယ်ဘာချလဲဘာချလဲ ငါ ချပြီးရင်လီခေါ်မယ်3 5လီ15 5လီစာငါ โอเค3 5လီ15 3ညကြသူ့ရဲ့အဖြေကဘယ်လောက်ရလဲဆိုလို့ရှိရင်အဖြေ နေတသမ6ငါ 2 ဒသမ65အဲ့ဒါသူ့ရဲ့အဖြေနောက်တစ်ခု19 ဒသမ8 9နဲ့စားမယ်19 9နိုင်စလေ 9နဲ့လေး14 okay 14လောက်ကြ9 4လီ28 28 လို့ရှိရင်3ညကြမယ်အဖြေကဘယ်လောက်ရလဲ2 ဒသမ5လေး okay မိုးဘလော့51 ဒသမ9ဘာနဲ့စားတယ်လဲဆို12နဲ့စားမယ်12တလီ12နလီ24 3လီ36 4လီ48 5လီ60ဆိုပါရ12လီ48နောက်လိုက်ပြီ1မှာရှင်းတော့မနိုင်ရင်ချီးမယ်9က4ဖြစ်သွားတယ်1က17ဖြစ်တယ်17မှာရှင်းတော့3ကြံဒသမထိုး9ချနော်ချပြီးလို့ရှိရင်လီခေါ်မယ်12တလီ12နလီ24 3လီ3လီ36တစ်ကြံတယ်ဘာချလဲ နေ โอเคနေ12တလီ12အဲ့တော့သူ့ရဲ့အဖြေဘယ်လောက်ရလဲဆိုလို့ရှိရင်အဖြေ4 ဒသမ3 100